ကဆုတောင်းဆိုတော့လေသူတို့ဒီကိုဦးတို့မြန်မာယူကတလေးတိုင်းပြောရင်ယူမိကြပေါင်းပါစေပေါ့နောက်သားတွေသမီးတွေဟာလာဟိုရဆိုတာလေခုနဒီဘက်ခေတ်ဆိုတော့ဦးတို့ကတော့မှ3-4ယောက်တော့ဆိုရင်ဒါဦးတို့ကလည်း4ယောက်မွေးခဲ့တယ်အမျိုးပေါ့အမျိုး3-4ယောက်တော့ဆိုရင်တော့ဟိုတင်းဒါဦးတို့ဟိုဦးတို့ရဲ့ပလန်ပေါ့နော်ဒါသူတို့ကတော့တပလန်တော့မသိဘူးဆို3ယောက်ဆိုတော့စီကနဲ့ဘာညာနဲ့အမျိုးတော့ဖြစ်စေချင်တာပေါ့ဆွေလန်းဟာဖြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုကွယ်ခဲ့ဆိုရင်ဒီမှာသူထူးခြားဆိုတာလေယူသားမှုရှိတယ်ချစ်စရာကောင်းတယ်လိမ္မာရေးကြရှိတယ်နော်အဲ့ဒါသူ့ရဲ့ထူးခြားချက်နေတာနောက်ခုနဟိုဝတ်စားစေပုံတွေအစပါနော်ဒါလည်းထူးခြားတဲ့ဟိုတင်ပြလက္ခဏာပါအမိတယောက်တိုးလာတာပေါ့ဒါဆိုမှန်ပါတယ်တီးကတော့ဟိုဒီမို့လေရန်ဝန်တာဟိုဒီပီတိဖြတ်ပါတယ်တီးကဟိုဒီမို့လေတီးကဆိုတာဘာလဲဆိုတော့တားကလည်းအရွယ်ရောက်တဲ့အဲ့တော့ပြုတ်အရွယ်တော်လွန်နေပေါ့နော်36ဆိုတော့ဒီနေ့ခေတ်ခါမှာ36ဆိုတက်အဲ့တော့ပြုတ်အတိုင်းတာဟိုကြော်နေပေါ့အဲ့တော့သူတို့ချင်းချင်းလည်းမြေတားမြကြတာဒါဥတီရလောက်ဆိုရင်ဟိုသမီးတို့လည်းနောက်မှတွေ့ရင်သူတို့စီမုံနေရှိတယ်အမှတ်တရတွေရှိတယ်အမှတ်တရဥကတွေ့တာရှိတယ်ဥတဲ့နယ်ဟိုဒီလောက်ကစအောင်2019လောက်ဆိုတော့6နှစ်ကျော်လောက်ရှိပြီပေါ့နော်ရှိတော့ပြောနေတာဟိုဒီမှာအသက်ရဲ့အပိုင်းအဖြစ်တော့လည်းကောင်းလုပ်ငန်းအနေထားဖြစ်တော့လည်းကောင်းစိတ်ရတည်ငြိမ်မှုပေါ့နော်အသက်ရဲ့ဟို30ကျော်ဆိုတာစိတ်တိုင်းရဲ့အပိုင်းကတည်ငြိမ်ခြင်းချက်နေပြီအနေထားမှာရှိတယ်နော်နောက်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဟာတော့ကမြေတားမြတ်မှုဟိုအတိုင်းတာကလည်းဒီဘက်ခေတ်မှာဆိုရင်6နှစ်ကျော်ဆိုအတိုင်းတာမနေဘူးလေနော်သားကလည်းသူကတကောအေးတယ်ဟိုအေးတဲ့ပြင်သူကဟိုဒီမောသဘောတပြုစင်တယ်ပေါ့နော်ဆိုတော့မှသားအမျိုးပြောတော့โอเคဟိုဒီမှာသူကလည်းဟိုဒီမိဘလည်းအမျိုးဟိုဖွင့်နေတိုက်မြင်တယ်နော်ရတယ်ပြီးတော့ဟိုနေ့ဖြစ်တယ်အဆင်ပြေတယ်ပြီးသဘောတူတယ်ဆိုတော့ဥတို့ကလည်းဟိုဒီမှာသားရှင်ဆိုတော့ကကြတော့အမျိုးဒါဥတို့အရှိမသားကြီးတုန်းကလည်းဒီတိုင်းပါပဲတာကြီးတုန်းကတော့သူ့ကိုယ်တုန်းကတော့အိမ်အောင်ကြတာစောတော့ဥတင်တယ်တော်ငယ်လေးဟို20ပတ်ချလေးအောက်20အောက်ပဲရှိသေးတယ်ဆိုတော့ခုနေတာသူ့အနေထားနဲ့ပြပေါင်းစုံပေါ့နော်ဆိုတော့ဒါဥတို့လုတ်ပြီးတိုက်တာတွေကိုဒါဥတို့လုတ်ပြီးတဲ့အနေထားပါဥတို့ကဒါလူချင်းဆုံတာကတော့ဟိုအခုမှပဲပို့တော့ပို့ရင်းနှီးပြောဘူးတော့နော်ဒါပေမဲ့ဟိုမှာဥတို့ကလည်းဟိုထုတ်လို့သူဆိုပေမဲ့လည်းဟိုမင်းသားမင်းကြီးရဲ့ပြိတ္တာပဲပေါ့နောက်သူတို့ကားတွေဥတို့ရိုက်ကူးနေဆိုလို့ရှိရင်လည်းအတိတ်လုံးနဲ့ပြန်ကြည့်နေရတာပေါ့နော်ဆိုအဲ့ဒီမှာသူကထူးခြားဆိုတာလေယူသားမှုရှိတယ်ချစ်စရာကောင်းတယ်လိမ္မာရေးကြရှိတယ်နော်အဲ့ဒါသူ့ရဲ့ထူးခြားချက်နေတာနောက်ခုနဟိုဝတ်စားစေပုံတွေအစပါနော်ဒါလည်းထူးခြားတဲ့ဟိုတင်ပြလက္ခဏာပါအမိတယောက်တိုးလာတာပေါ့ဒါဆိုမှန်ပါတယ်ဒီကဟိုတင်လေသူလိမ္မာဆိုတော့ဥတို့မှလေဟိုခုနသူတို့တွေ့ပေါ့ခုနမှာဟိုဓာတ်ပုံရိုက်တဲ့အထဲမှာလေဟိုရန်မြင့်တဲ့ကဟိုကိုဟိမန်တို့အကိုရဲ့ဇနီးပေါ့နော်သူတို့ချွေးမှာပဲလေချွေးမှာအိမ်မှာဟိုလိုင်းသမီးလိုပဲလေကိုသမီးရင်းလိုပဲလေဆိုတော့အခုလည်းဒီတိုင်းဆိုတော့ခုနဥတို့ကလည်းတော့ဟိဥတို့လည်းဟိုယူသားနဲ့ဥတို့ကလည်းဘာကောမယ်ဟိုတင်းဟိုပွင့်လင်းတဲ့ဟိုမိသားစုဆိုတာကြတော့လေဥတို့ကလည်းအဲ့လိုပဲပြောဆိုပါညာကိုတာမီသူတို့တိုးလာတော့သမီးကြောက်တိုးလာတော့ဥကဆုတောင်းဆိုတော့လေဥတို့ဒီကိုဥတို့မြန်မာယူကတလေးတိုင်းပြောရင်ယူမိကြပေါင်းပါစေပေါ့နောက်သားတွေသမီးတွေဟာလာဟိုရဆိုတာလေခုနဒီဘက်ခေတ်ဆိုတော့ဥတို့ကတော့မှ3-4ယောက်တော့ဆိုရင်ဒါဥတို့ကလည်း4ယောက်မွေးခဲ့တယ်အမျိုး3-4ယောက်တော့ဆိုရင်တော့ဟိုတင်းဒါဥတို့ဟိုဥတို့ရဲ့ပလန်ပေါ့နော်ဒါသူတို့ကတော့တပလန်တော့မသိဘူးဆို3ယောက်ဆိုတော့စီကနဲ့ဘာညာနဲ့အမျိုးတော့ဖြစ်စေချင်တာပေါ့